မင်္ဂလာပါအခုဒီပြောပြခြင်းတဲ့အကြောင်းအရာတော့ဒီ AMP ဆိုရဲcoding agency line tools တခုက advertising model နဲ့တရက်ကို$10ဖို့ဒီဆိုတာ state of the art model တွေဖြစ်တဲ့ဒီ cloud opus လို့ပါတော့ behind the scenes မှာတုံးလို့ရမယ်ဆိုတဲ့ဟာလေးတွေ့လို့ပေါ့နော်ဘယ်လိုတုံးအောင်မလဲဘယ်လိုလုပ်တာလဲဆိုတာလေးကိုတစ်ချက် sharing လုပ်ပေးချင်လို့ပါ Okay ဒါကတော့သူတို့ announcement article ပေါ့နော် Frontier is now free သူကဒီ AMP ဆိုတာကcoding CLI tools တခုပဲcoding agent CLI tools တခုပဲပေါ့နော်ဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့ဒီ cloud code တို့နောက် open code တို့လိုမျိုးပဲပေါ့နော်သူ့မှာစိတ်ဝင်စားဖို့ကောင်းတာဒီမှာ free plan တခုရှိရတော့เนาะပထမဆုံး sign up လုပ်မယ်ပြီးရင် user setting ကိုတွားပြီးတော့ AD support ဆိုတဲ့ကောင်လေးကိုကျွန်တော်တို့ဒီမှာ register လုပ်ပြီးတော့ရပါတော့ကျွန်တော်လည်းအခုရက်ပိုင်းမှာနည်းနည်းပြင်ပြီးစမ်းသုံးဖြစ်တာ mainly ကျွန်တော်သုံးတာ cloud code ဖြစ်တဲ့အတွက်ပထမဆုံး register လုပ်လိုက်မယ် register လုပ်တာလည်းလွယ်ပါတယ်ပေါ့နော် Google နဲ့ login ဝင်ပြီးသွားလို့ရှိရင်ဒီမှာဝင်လာပြီးတော့ဒီမှာ disable AMP free enable AMP free ဆိုပြီးတော့ enable AMP free လုပ်လို့ရှိရင်ဒီမှာတရက်ကို$10ဖို့ကြော်ညာနဲ့သုံးလို့ရပြီပေါ့နော်ဒီမှာ explanation လုပ်ထားလေးတစ်ချက်ရှိရယ်smart ဆိုတာကOPEX 4.5 နဲ့သူတို့ကပေါ့နော် behind the scenes မှာသူတို့ model 2မျိုး3မျိုးရောပြီးသုံးတာပေါ့နော် smart ဆိုလို့ရှိရင်တော့သူက OPEX 4.5 နဲ့သုံးတယ်လို့ပြောတယ်rush ဆိုတဲ့ကောင်သုံးလို့ရှိရင်တော့$10ဖို့နဲ့အများကြီးသုံးလို့ရမယ်ပေါ့နော်ဆိုတော့ဒီကောင်သုံးဖို့ဆိုရင်ကျွန်တော်တို့ပထမဆုံးဘာလုပ်ရမလဲဆိုရင်installation လုပ်ရမယ်ပေါ့နော် installation လုပ်တဲ့အချိန်မှာVS Code မှာလုပ်နေရတယ်ဒီမှာ Casa OneServe CLI JetBrains Neowin etc ပေါ့နော်ကျွန်တော်ကတော့ CLI ကနေပဲတွန်းလိုက်တယ်ဒီကောင်နဲ့ပဲဒီကောင် terminal မှာ run လိုက်တယ်ကျွန်တော်ကတော့ run မိတာဖြစ်တဲ့အတွက်ကျွန်တော်မ run တော့ပေါ့နော် run တော့ပဲနဲ့ဒီမှာ AMP ဆိုပြီးခေါ်လိုက်မယ်ဒီမှာသူကြော်ညာလဲဆိုတာဒီမှာဒီလိုကြော်ညာလေးပဲပါတာ AD ဆိုပြီးတော့ဒီမှာသူနှိပ်ကြည့်လို့ရတယ်ပေါ့နော်ဒီမှာ mode ကslash key ကိုနှိပ်လိုက်တာပေါ့နော်ဒါမှမဟုတ်လို့ရှင်လေ control O control တော့control O နှိပ်လို့ရင်လည်းရတယ်ဒီမှာ use free use rush ဆိုတဲ့ကောင်လည်းသုံးလို့ရတယ်ကျွန်တော်ကတော့ဒီမှာ smart ဆိုတဲ့ကောင်သုံးထားပါတော့available ဖြစ်နေဘာလို့ဆိုတော့ smart မှုဖြစ်နေပြီးသားမလို့ပေါ့အဲ့တော့ smart ဆိုလို့ရှိရင်ကျွန်တော်တို့wish more in this don't can waste တာပါဒီတိုင်းပဲမေးကြည့်ရပါတော့ပြောချင်တာcloud Sona 4 advertising နဲ့ဒီလိုမျိုး smart မှုနဲ့သုံးလို့ရတယ်ဆိုတာလေးပြောပေးရပါဘာလို့ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံနေဆိုလို့ရှိရင်လည်းဒီ AI tools တွေသုံးဖို့ဆိုလို့ရှိရင်မြန်မာငွေနဲ့တွက်လို့ရှိရင်တိုင်းတာတစ်ခုထိbudget တချို့လူတွေအတွက်အဆင်မပြေဘူးပေါ့နော်ဒါပေမဲ့ဒီလိုမျိုး latest soda model တွေကိုကြော်ညာလေးနဲ့$10တနေ့ကို$10သုံးလို့ရတယ်ဆိုတော့မစိုးဘူးဆိုပြီးတော့sharing လုပ်တာပါအသုံးဝင်နေဆိုလို့ရှိရင်တော့အသုံးဝင်မဲ့ထင်ရင်တော့ကိုယ့်အနေနဲ့ကိုစမ်းပြီးတော့ installation လုပ်ပြီးတော့စမ်းကြည့်နိုင်ပါတယ်